也那皮个，我心看马给了，大卫那的呀啊，别到你，反正个拉面叫家里，那么快的给顶那个被偏马完了，正有啊家呀，那个我钱呀公费，我那大红是这些钱，妈，hello， 我哈到你没得那个。那各位生意啊，算得就啊哩，一行的话我参加没有嘞，别一行别当阿娃嘞，阿鲁，那个话培养些嘛的话，俺们明白啦，因为现在俺乡的培养面把个话留下一，那别进步，也搞不个话也算，那我这太乱的呀，阿拉那好麻木，根本嘞那样好对，他们也生意为了米。听见阿牛，下周的头，每个人都忘了忘，哎呀那丑八，我的那看人们对，谁有没有？什么叫个土楼？土楼没有老板，什么年龄的钱就多嘛的。什么来一路，什么该什么梦过呀嘛啦？哎呦，没学历。考考呢，就带你嘛，本来哈，这个人奥利瓦的嘞，怎么样？奥利瓦的嘞，一路过一毛一，一个嘛，这边就落好了就，那个那个一人的，是不是一零过哩？那是不是一零呀？哦，看到一毛一，对面嘛就在我哈，是不是说那个路一单一的，为二面一个。真的这样，老子讲那个哪家的不？啊，你都说那老爷，我年底了嘛，为了你去办你了呗，我比这有不票。那个我呀嘛，我你弄耶，年底了嘛嘞，这就叫我们叫我高高越他比呗。大起来老爷，大了那比嘛，那开的就哎，东南我们西瓜屋，当俺们说，谁能说那路来那开的就哎的，当你了解。我现在里面老爷，哎，你来种的呀，那都东西的嘛，对吧？大家来那个来来，哦耶，今年我要来呀的吧？今后嘛咯，这个我哪里毛不了，我哪里毛不了？哦，那是你人嘛，你毛不管，这都不的，把你弄生人家来嘞。那我说个不，谁人呀他的你呀？哦，那叫说什么的原理？谁就一路的呀了吧，老罗呀，哈。一路随着寒假里，你们也就这就老清了嘛，比如，阿达边嘞，看到哈木，阿达嘞看到吧，老爷，阿达嘞看到吧，怎么样？哦，这个比人家那底下哪位吧比瓜？我说伊我阿达边嘞没吧不？他那叫我上小姑娘的，看没这就比嘛哇，哈，我打来着呀，一路走嘞，姑娘干嘛怎么样？虽然说呢，就是我的老爷。就是我的了，估计我手这把没了，参观我们就是要不，别都那么多，我这把，那你们我还有把路没来嘞？对不对？我知道你明明没在呀，也喊到我了，别冲的吧了，不给怎么样？不给怎么样？来的哈，路的啊，不是，他那是那个原来的，这样的那个你，不说他那说。嘛山路，也还没说这样了没？要来的嘿，要来的哈。水中的马某，马哈都挂野马的。水中的马某，马哈都挂野马的。
လာရောက်ပြည့်စုံပါခင်ဗျာတော်နေတကယ်နဲ့အိမ်မှာသံဃာပါ250လာရောက်ပြည့်စုံရပါခင်ဗျာဒီကဒီကဆရာကြီးအိမ်မှာသံဃာပါ300လာရောက်ပြည့်စုံရပါခင်ဗျာနောက်ဆုံးအနေနဲ့ညော့ပြည်မြေကြီးအိမ်မှာသံဃာပါ90လာရောက်ပြည့်စုံရပါခင်ဗျာကဲစေးရများအားလုံးဆိုသာငါသိအကျင့်မရှိအားလုံးပေါ်ပါပြီခင်ဗျာဟုတ်ကဲ့ဟိုလေးလိုက်တာဗျာအရာနဲ့တွေ့လို့တော်သေးတာပေါ့ကဲနိဗ္ဗာန်တော်ကြီးရေကျုပ်ရောက်ပြီဗျကျုပ်ရောက်ပြီဟာမဟုတ်ဗျာတာဝါတော်သိတင်ကားလို့တာဝါတော်လာပြတာလေဗျသိမတင်ပြီလို့တန်ခါတစ်ပါးမှမရှိတော့ဘူးမောင်မတို့ရခင်ဗျာမကြည့်နေပါနဲ့ဗျာနိဗ္ဗာန်ဆိုကြီးပြောနေတာလေမရှိလို့မလူလို့မရှိရှင်းရမွေးလေလို့အခုလဲမွေးနေပြီကဲကိုအပြစ်ပြုရမယ်ဆိုဗျခင်ဗျာလို့ဆိုမှုပြုလို့ကျွန်တော်တက်နိုင်လို့တဲ့တန်ခါတော်ပါဟူတာစေးတယ်ပြင်ထားတယ်ဗျာစေးတယ်ပြင်ထားတယ်ပါဗျာမင်းပြောလေခါတော့ပါပဲကွာအလုပ်ကများတော့မင်းတို့သိမတင်ဘူးကွာအခုတော့တန်ငါတစ်ပါးမှမကြတော့မလို့ရအမလီရက်ဆက်လိုက်တဲ့နေကဆိုကြီးလူလေးကြီးနိဗ္ဗာန်ကိုဝိအောင်ခဏပြုရည်ကျုပ်လို့စေရာရဲ့တဘာတန်ကစေးရဆိုအမှုကိုဥပိ္ပခပြုရည်ဥပိ္ပခပြုရည်ပြောတော့ဟဲ့ကြားရတဲ့အခေနာဝအတွင်တိုင်ဘူးဆင်းတယ်လို့ပါကြားရတဲ့အခေနာဝအတွင်တိုင်ဘူးဆင်းတယ်လို့ပါကံခေသူအရင်စွမ်းရှာတဲ့မြပြုတ်တော့လဲငါတို့မလေးစွမ်းတာပြောချောပြတယ်လမ်းတယ်ထူးစွာတယ်လို့အခါခက်ကြီးအခါခက်တယ်လို့ပြောတော့ဟဲ့ကျုပ်ရဲ့တရားတရားကိုတက်စီပြတာလေဗျာယမန်ဒီအခါခမည်းလို့ဆိုပြုတ်တယ်လို့ကျုပ်မရတဲ့အတူတိတ်တကားအမှုအကျုံးခါစားလို့စွတ်တနစားအတွက်ကိုရတော့လည်းမပြေနေသေးလည်းမကြချက်တူရဲ့ရှာပြရပါတယ်အိမ်မှာစွတ်တက်ဖို့အရင်ဖြစ်ပြီးခမည်းကျွန်တော်အတွက်တန်လာပါပြေပါတော့ဗျာနဲ့တောင်းတော့တန်လာကုန်တော့ပါပြီကွာငါတို့ကအပြစ်တင်ပါတော့ဟာရှိမတဲ့ခံပါတော့ဗျာတော့မဟာချီရီရအတွက်မင်္ဂလာတန်လျာလို့ဆွာလို့ပါအမန္တရာမျိုးခေါင်းတော်ခံလို့ရဲ့ခေါ်ဟုတ်ကဲ့ခင်ဗျာကျွန်တော်မောင်မာတို့ခင်ဗျာပါခင်ဗျာ
ဘာဖြစ်လို့ငိုလာရောဟုတ်နေကြဆိုကြီးလေယမန်ဒီအခါကျွန်တော်ကိုလူရမယ်စွန့်တယ်ရမယ်လို့ဆိုပြပါဗျာဒါတို့ရဟန်းတစ်ပါးတော့စရင်တင်ခဲ့ပါလေကျွတ်တို့မောင်နာနေမနာညာမအားဆွမ်းဆွမ်းလို့ရရှာပွေးလို့ချွတ်ပြရတဲ့ဒီပါမအခုတော့တန်ဃာတော်မရနိုင်လို့ဦးလေဗျာတန်ဃာတော်မရနိုင်လို့ဦးလေဗျာအမှုတော်ဘာဆိုရင်မူတော်ဘာပူကြီးကိုဟာပြည်ဒီပါကွယ်ငါပြည်ဒီပါဟဲ့လူတရားဘူးတော့တဲတဲမဲမဲကျွန်တော်ရှာတယ်လူတရားဘူးတော့တဲတဲမဲမဲကျွန်တော်ရှာပါတယ်လူတရားဘူးတော့တဲတဲမဲမဲရှာတယ်လူရဝဲသွဲတာလေရထောင်းလို့ရဲ့အလွဲတဘာမကောင်းနမို့ယာမခအဘူဖေအကြောင်းမဟာတော့မဖြစ်ဒါနအလူဝဲမေဒါလူဒီပါအောင်ခွေငါမေးနှမ်းရဘူး။အိုးချင်းတဲ့ကတော့ဒီနာရကိုအခါလာလို့ယဟန်တစ်ပါးကိုသုံးလူလို့နှောတော်ခဲ့ဒီမှာမှန်ပေလို့မှန်ပါပြီကျွန်တော်တို့လို့တော်ခဲ့နေပါလေခင်ဗျ။အိုးချင်းတဲ့ကတော့ဒီရမှုကတာဝန်လေးတွေတော့ဒီ2000တော်ယဟန်တို့ဆွမ်းကိစ္စပေးနေမှလေးနဲ့ဒီငါတို့အတွက်ယဟန်တစ်ပါးကိုအဖေကြောင့်ညှပ်ပေးနေလို့အချင်းမဟာတို့ခင်ဗျာငါ့ကိုမပြည့်စည်ပါလေငါဒီအင်းအကြောင်းတော့ကြီးစွာစိတ်ပင်မနှင်းလို့ရောက်ပြရသည်ဤသူကမှရဟန်းတစ်ပါးတည်းဖဲ့ပေးကြလိမ့်မဟုတ်အခုတော့ရှိတယ်တင့်ကံသွားလိုက်တော့ရနိုင်လေလေပေါ့ဘာဘူးပြောလဲခင်ဗျာကြောပါခင်ဗျဟိုခန္ဓာကူကြီးတိုက်တော်မှာကတ္တပဘုရားရှင်ဘယ်လုံးတော်မူလေရသော်ဘုရားတို့ဒီဆင်းရဲသူကကလားချင်းတော်ချင်းကိုပြုတော်မူ၏ဒီကြောင့်တော်မူသောရသော်ဘုရားရှင်ဟာဒီရောဒီဆင်းရဲသူမဖေဟာတတိတော်အားချီးတော်ခြင်းကိုပြုတော်မူပါဗျာလို့ချီးတိုးတောင်းပန်ပြီးတော့တည့်ရကံကုသိုလ်ပါလင်းတော့သံဃာတစ်ပါးမုတ်ချရပြီကတည့်ရဘဂဝါအတွက်တော့ဘဂဝါဖေးကတတ်နိုင်ပြီအများပြီးပြီတော့ဟဲ့တောင်းလာပါပြီခင်ဗျာလူကိုတောင်းပေါ်မှာတိုင်ရမှတ်လာတဲ့ဘယ်လိုဖြစ်လာတာလဲတော့ခရဲ့နဲ့မင်းပဲလို့လေမမစီးတာမောင်မတို့ပါဗျာမောင်မတို့ပါဗျာဒီအချိန်ကိုဘာလာလို့ကလေးဒါဆွမ်းစားတဲ့အချိန်မဟုတ်ဘူးလေဆွမ်းကြံကွမ်းကြံဆွမ်းမလို့လာတာမဟုတ်လား
စွန်းစားတယ်ဘုံမှလည်းသိပါတယ်ဘိုးဘိုးရဲ့စွန့်ကြံစားဖို့လာခြင်းလည်းမဟုတ်ပါဘူးခင်ဗျာ ဒါဖြင့်ဘာကြောင့်ရှိလို့ကြည့်တော့မကြည့်ဝင်လာရတာလေရင်မင်းမြတ်နဲ့အိမ်ရှင်ရင်းရှိတယ်လေပြင်ရမှာခါသားမှာဟော မှန်လားပါကျွန်တော်မျိုးဘုရားရှင်ဖူးရှင်လို့လာခဲ့တာပါဘိုးဘိုးရဲ့လာခဲ့တာပါခင်ဗျာ ဒီဒါဖြင့်လည်းမြန်ဖူးမြန်ပြန်ဝဲ ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ခင်ဗျာဘုံတော်အလုံးတရားကြီးမြတ်တော်ဒီတော်ရဲ့ဘုရားဤဘာရဏတိလိုက်သဘီတော်အောင်နေကြပြည့်တဲ့မရှိပါဘုရားသဘီတော်ဤကိုယ်ဝေယအားထားရာဖြစ်တော်မူပါဘုရားသဘီတော်အားတဏှာတစ်ဖြင့်ချီးမြှောက်ခြင်းကိုပြုတော်မူပါဘုရားမင်းကြီးညာဘုရားဟောဟိုမှာခန္ဓာကိုယ်ကြီးတိုင်တရားကြီးပွင့်လာပြီဗျာတပိတ်တော်ကိုလည်းမြင်ရပြီသူကြောက်ကိုပေးတော့မယ်ချင်းနေဗျပေးတော့မယ်ချင်းနေဗျဟဲ့ဟောမှာဘုရားဘုရားရှင်ရမင်းကိုတပိတ်တော်ပေးမယ်လာဟဲ့ယူလေခင်ဗျာဟုတ်ကဲ့ခင်ဗျာဟောပြအားလုံးဟောပါပြီဒီရကမှာဟောရတယ်ခင်ဗျာတပိတ်ရမြမပါလို့ပြေးနေများမသိပါဘူးဒီကနေ့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 เอาแต่เบียร์กระทงเตี้ยอะไรเนี่ยอีเรายืมไม่ยกเว้ยมาอะไรยากระทงเลยฉันรู้ไม่ใช่ของกูเย่รู้ไม่ใช่ของกูเนี่ยไอ้กาพี่นาละนักทองไม่เหรอวะไอ้นี่เลยข้าไม่ดีนักทองเลยไม่ยูรู้ของกูเย่ยูรู้ของกูเนี่ยสู้จริงวะเฮ้มามาลูกมาเอ็งชิมไม่รอยี่สิบไปกับพี่ทำพี่มาเสียวเลยมาสาลูกเพียเสียวเลยมาสาลูกเพียစွန့်တဲ့ကတွေးလို့ပါတဖြင့်တပိတ်တော်မပေးရသေးနဲ့ဖေဟာမပေးရသေးနဲ့ဖေဟာတို့ဟာဟဲ့မောပါတော့ငါဟာဘာရတတိရှင်ဘယမင်းကဖြစ်တယ်မောင်မင်းဘယ်မြို့ဘယ်ကအပိုင်စားလို့လေဒီကိုဒီမဟုတ်ဗလာတော်တိုက်ခွေးလို့ပေးပြီးပေလိုသမျှယူပါတော့တပိတ်တော်ငါကိုပေးဟဲ့ငါကိုပေးဟဲ့မမဘယမင်းကဖေဟာအာနသိကိစ္စဆိုလေဖျားကျင်တော်မျိုးမပင်ဆောင်ဝင်ပါဗျာယခုတော့ဓမ္မစက်ကိစ္စမှုတပိတ်တော်မူမပေးရသေးတယ်ဗျာမပေးရသေးတယ်ဗျာခက်တော်မှန်ပါဗျာမှန်ပါပါပထနာပြုကြတော်အပေါ်ကာလူနာတော်လျော်စွာဖြန်လုံးမြေတာသွမ်းဖြင့်ဒီညတော်မူသောသုံးလောကထွတ်တင်မြတ်ဖုံးရှင်ဗျာသုံးတကားသမုတ်မဟာတို့ဒီကောတတိရောကပိဿံနာနကပြုညီဖြစ်ပါ၍ကြွရဲတော်မူပါဘုရား
Phong quan tất của ngã chúa sòng bí đề bí mà hà đức ra đi mà cha mi công trả bảo cháu chùa và nắp của mày lên bảo ta rằng quen là có cái thật sử dụng tập hàng thách cả dọc cây là thân được sử dụng chân này ông ơi